လာပါဒီနေ့ကတော့ကျွန်တော်အိမ်တစ်လုံးရဲ့ပုံရစိတ်ကိုမတွက်ခင်ကျွန်တော်တို့ဒီအိမ်ခန်းတစ်ခန်းပေါ့အိမ်ခန်းတစ်ခန်းနေရင်တစ်ခုမှာအုပ်ဘလောက်ကုန်မလဲဆိုတာကိုကျွန်တော်တို့အကြမ်းမြင်တွက်ကြည့်မယ်ပေါ့ဒီဗီဒီယိုမှာတော့လုံးဝအခြေခံကြတဲ့အခြေခံယူဆချက်တွေကိုပဲဒါပြောပြသွားမှာပေါ့နော်ဒီကျွန်တော်တို့ shortcut ဖြတ်လန်းနည်းတွေစားဒါဒီအုပ်စီတဲ့ခါဘာကြောင့်မို့လို့ဒီအတွက်ရလာလဲဆိုတာဟိုပါဒါလုံးဝအခြေခံကြတဲ့အကြောင်းလေးတွေကိုပြောပြပေးသွားမှာပါအခုကျွန်တော်တို့တွက်မဲ့နေရန်ကအလျားက12ပေပေါ့အလျားက12ပေအမြင့်က17ပေရှိရလို့ဒါခံမှန်းယူဆကြည့်အောင်ပေါ့အဲဒီသဘောအဲ့လိုသဘောထားပြီးကျွန်တော်တို့တွက်ကြည့်မှာပေါ့နော်နိုင်ငံတစ်ခုရဲ့အလျားနဲ့အနံကိုရပြီဆိုရင်တော့ကျွန်တော်တို့ပထမဆုံးလုပ်ရမှာကအဲ့ဒီနိုင်ငံရဲ့ area ကိုရှာမှာပေါ့ area ကိုရှာမယ်ဆိုရင်ကျွန်တော်တို့ငယ်တုန်းကတင်ထားတဲ့အတိုင်းအလျားမြောက်အနံဒါမှမဟုတ်အလျားမြောက်အမြင့်ပေါ့အလျားမြောက်ဒီမှာတော့အလျားမြောက်အမြင့် area ကိုပဲတွက်ရမှာဆိုတော့အလျားမြောက်အမြင့်ပေါ့ကျွန်တော်တွက်လိုက်တဲ့အခါမှာစနစ်နဲ့အလျား12ပေအမြင့်က10ပေဆိုတော့ဒါ120ပေါ့120 square feet ပေါ့120 square feet ရပါတယ်ဟုတ်ပြီနိုင်ငံတစ်ခုရဲ့ကျွန်တော်တို့က area ကိုရပြီဆိုရင်ကျွန်တော်တို့ကအုပ်စီမဲဆိုရင်အုပ်တစ်လုံးရဲ့ area ကိုကျွန်တော်တို့ကသိဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့အုပ်တစ်လုံးရဲ့ area ဘယ်လောက်ရှိသလဲကျွန်တော်တို့ဒီမှာတုံးနေတဲ့အုပ်တွေရဲ့standard size ရွယ်စားက9လက်မနဲ့အလျားက9လက်မအမြင့်က3လက်မအနံက4ခွဲဆိုပြီးတော့ရှိရပေါ့နော်ဒါပေမဲ့ဒီတကယ် real ကျွန်တော်တို့စီမှာရောက်လာတဲ့အခါမှာတော့အလျားကလည်း9လက်မမပြည့်ဘူးအမြင့်ကလည်း3လက်မမပြည့်ဘူးအဲ့ဒီစားဘာဖြစ်လဲဆိုတော့အလျားကပြင်းပြအဖြစ်10ခွဲလောက်ပဲရှိတယ်ပေါ့နော်ပြင်းပြအဖြစ်10ခွဲလောက်ပဲရှိပြီးတော့အမြင့်ကလည်း2လက်မခွဲလောက်ပဲရှိရပေါ့အဲ့ဆိုတော့ကျွန်တော်တို့ကအလျားက2ခွဲအမြင့်ကအလျားက sorry အလျားက10ခွဲအမြင့်က2ခွဲဒါပေမဲ့ကျွန်တော်တို့ကအုပ်စီရဲ့နေရာမှာကျွန်တော်တို့ကပလာစတာပေါ့လေမဆလာပေါ့မဆလာဒုရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမဆလာဒုပေါင်းပေးရပါမယ်အဲ့ဒါပေါင်းလိုက်မှကျွန်တော်တို့ကဒီအုပ်တစ်ချက်စီရဲ့ခါမှာတိုတယ်အလျားနဲ့အနံထွက်လာမှာပေါ့နော်ကျွန်တော်တို့ကပြန်စီရဲ့ခါမှာတော့မဆလာဒုက9မူ3မူမျိုးရှိနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့ standard size ကတော့9မူပေါ့လေ9မူနဲ့စီရဲ့လို့ပဲသဘောထားပြီးတွက်မယ်ဆိုရင်10ခွဲ2ခွဲကို9မူပေါင်းရင်3လက်မ10ခွဲကို9မူပေါင်းရင်9လက်မပေါ့နော်ဒီနေရာမှာတော့ချွေးချက်လေးရှိသွားတယ်ဗျာကျွန်တော်တယောက်တည်းရိုက်ရတာဆိုတော့ဒီအဲဒီမှာအုတ်တစ်ခုရဲ့ area ကိုတွက်တာမှာကျွန်တော်ဗီဒီယိုထဲမှာပါမသွားဘူးပေါ့နော်ဒါပေမဲ့ပြည်သက်ကြီးကိုလည်းတည်ပြီးသားပါအလျားနဲ့နည်းနည်းပဲမြောက်တော့ကျွန်တော်တို့က square in ထွက်လာတယ် square in ထွက်လာတယ်ကျွန်တော်တို့မူရင်းတစ်ခါတွက်ခဲ့တော့မှာဗာလဲဆိုတော့နိုင်ငံရဲ့အမြင့်အကြောင်း square feet ကိုကျွန်တော်တို့က square in ပြောင်းနေတဲ့အခါမှာ12နဲ့တပေးမှာ12လက်မရှိရဆိုတဲ့အတွက်12နဲ့2ခါမြောက်ပါပေါ့အဲ့မှာကျွန်တော်တစ်ခါလဲ140လေးနဲ့မြောက်ပြီးလိုက်တယ်ပေါ့နော်140လေးနဲ့မြောက်ပြီးတဲ့ခါမှာကျွန်တော်တို့က square in ထွက်လာပြီ square in ထွက်လာပြီဆိုရင်ကျွန်တော်တို့ကလွယ်ပါတယ်ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့သိနေကြအတိုင်းပဲဗာလဲဆိုတော့နိုင်ငံတစ်ခုရဲ့ area ကိုကျွန်တော်တို့ကအုတ်တစ်ချက်ရဲ့ area နဲ့စားလိုက်မှာပေါ့အဲ့လိုစားလိုက်လို့ရှိရင်ကျွန်တော်တို့ကအုတ်ချက်ရေဘယ်လောက်လဲဆိုတာထွက်လာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က19280 square in ကို20 square in နဲ့စားပေါ့20 square in နဲ့စားတဲ့အခါမှာမထွက်လာလဲဆိုတော့ကျွန်တော်တို့အဲ့မှာအုတ်ချက်ရေထွက်လာပါတယ်ပေါ့နော်ဒီဗီဒီယိုမှာတော့မှားယွင်းနေများနေတာနေသိခံပြီးပေါ့သိခံပြီးဖို့တောင်းဆိုချင်တယ်ဒီအဲ့လိုစားလိုက်တဲ့အခါမှာထွက်လာတော့ကျွန်တော်တို့က600နဲ့မှ40ပေါ့လေ600နဲ့မှ40ပေါင်းဆိုတော့တချင်းကျော်တာကို1.2 ချင်းဖြစ်သွားမှာဆိုတော့အုပ်ချက်ကြီးက640ခုံပါပါအဲ့လောက်ကြီးခေါင်းစားခြင်းဘူးအဲ့လောက်ကြီးလည်းစိတ်မရှိဘူးကွာလွယ်နီးပဲပြဆိုရင်တော့ကျွန်တော်တို့လည်းအဲ့လောက်ကြီးဘူးမှတော့မတွက်ပါဘူးဒါအခြေခံလေးသိအောင်လို့ရှင်းပြတာပါကျွန်တော်တို့ပြန်ယူဆလိုက်တာကတော့ကျွန်တော်တို့ကအုပ်တချင်းမှာဆိုရင်အုပ်တချင်းဆိုတာ100 square feet ပေါ့လေတရားစကွဲရပြီးမှဆိုရင်၄ခွဲယူပေါ့၄ခွဲယူမှဆိုရင်အုတ်ချက်ရင်940ကုန်တယ်လို့ကျွန်တော်တို့ကယူဆပါတယ်နော်အုတ်ချက်ရင်940ကုန်တယ်လို့ယူဆတယ်ကျွန်တော်တို့ကဒီအခုကျွန်တော်တို့
စောက်လိုက်တဲ့နေရင်က10ပေဟိုအလျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုတွေမှာတော့ဒီထက်ပိုကောင်းတဲ့ content တွေဖန်တီးနေအောင်ကြိုးစားပါမယ်ဆောင်းမြော်ကကြည့်ရှုအားပေးကြပါအောင်လို့